မင်္ဂလာပါရှင် မင်္ဂလာပါဟုတ် အမကျော်ကကျွန်တော်တို့ဒီ global net ကိုလေဘာကြောင့်မလို့ရွေးချယ်ပြီးတော့အသုံးပြုဖြစ်ခဲ့ရလဲမသိဘူးဟုတ် ဒီ global net ကကျတော့ဒီ ISP လောကမှာပထမအဆုံးတက်တန်းအကြဆုံးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒီညီမတို့ hotel life မှာကလည်းဒီ internet line ကမရှိမဖြစ်လိုအပ်တာဖြစ်တဲ့အတွက်ရွေးချယ်ဖြစ်တာပါရှင်ဟုတ် နောက်ထပ်မိကုန်းလေးရကြတော့လေကျွန်တော်တို့ဒီ global net ကိုသုံးနေရဘယ်လောက်ကြာပြီလဲမသိဘူးရှင် ဟုတ်ကဲ့ညီမတို့ဒီ2018ထဲကစပြီးတော့သုံးဖြစ်နေရပါရှင် global net ကိုမှ ဘန်းဝင်လေးရရောဘယ်လောက်ယူထားလဲမသိဘူးရှင် ဘဝကတော့80မှတ်သုံးနေပါတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါအမအခုလက်ရှိရောသုံးရတာရောအမအဆင်ပြေရဲ့လားမသိဘူးရှင် ဟုတ်ကဲ့အဆင်ပြေပါတယ်ဒီကြားထဲညီမတို့ဒီ line တွေတလောကပြတ်သွားတဲ့အခါမှာလဲပေါ့နော်ဒီ global net ကဒီ extra သူတို့တူလောင်းထားတာလေးရှိရတဲ့ကြောင့်မလို့ညီမတို့တော်တော်လေးအဆင်ပြေသွားတယ်ရှင်ဟုတ် ဟုတ်ကဲ့ပါအမဒီနေ့အင်တာဗျူးတွေမှာကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးပါဟုတ်